Hello တချက်ကို I love you and I do love you ဆိုတဲ့ဟာလေးမှာဘာကွာလဲဆိုပြီးတော့မှ Facebook comment အောက်လေးမှာရေးထားလေးတွေ့ရပေါ့နော်တချက်ဒါဒီနေ့ဒါလေးကိုဖြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့ I love you ဆိုတဲ့စကားလုံးလေးကတော့ simply statement လို့ခေါ်တဲ့ရိုးရှင်းတဲ့စကားအစာကြောင်းလေးပဲဖြစ်တယ်ပေါ့နော်တချို့ရိုးရှင်းရှင်းသုံးလို့ရတယ်ဥပမာဘယ်လိုနေရာမျိုးမှာသုံးလို့ရလဲဆိုရင် I love you with all my heart Okay, so ငါမင်းကိုနှလုံးသားတစ်ခုလုံးနဲ့ပုံပြီးချစ်တယ်ဒါမှမဟုတ်လို့ရှင်လား every day I love you more နေ့တိုင်းပို့ပြီးချစ်လာတယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးနေရာမှာချို့က simple statement အနေနဲ့သုံးပြလို့ရပြီးတော့မှ I do love you ဆိုတဲ့ဟာလေးကကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီချို့ရဲ့ feeling တွေကိုပို့ပြီးလေးနက်အောင်ပြောတဲ့အခါမျိုးမှာဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ feeling ကိုတစုံတစ်ယောက်ကတန်တရားဖြစ်နေတဲ့အခါမျိုးတွေမှာဒီချို့သုံးရတဲ့စာကြောင်းလေးဖြစ်တယ်ပေါ့နော်So do ပါလာလို့ရှိရင်ဒီချေတို့ကဘာဖြစ်သွားလဲဆိုရင် statement လေးကိုစာကြောင်းလေးကိုပို့ပြီးတော့မှအဓိပ္ပာယ်လေးနဲ့တွားအောင် emphasis လုပ်ပြီးရဲ့ပုံစံလေးပဲဖြစ်တယ်ပေါ့နော် So example အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I know I haven't always show it but I do love you ငါသိတယ်ဒါပေမဲ့ငါရဲ့အချစ်ကိုအချိန်တိုင်းမှာမပြခဲ့ဘူးဒါပေမဲ့ငါမင်းကိုတကယ်ချစ်တယ်ဆိုရဲစာကြောင်းလေးပဲပေါ့နော် More example လေးပြရမယ်ဆိုလို့ရှိရင် After everything I do love you deeplyအရာအလုံးပြီးရတဲ့ခါမှာငါမင်းကိုနက်နက်ရှိုင်းချစ်လာခဲ့တယ်ဆိုတော့ဒါမျိုးလေးပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလေးမှာတချို့တို့က do လေးကိုသုံးပြီးရပေါ့နော်ဆိုတော့သိစင်တဲ့စကားလုံးလေးရှင်စာကြောင်းလေးရှင် comments မှာထပ်ပြီးရေးခဲ့လို့ရပါတယ်ဒီစဖြည့်ပေးပါမယ်ဆိုတော့အားလုံးပဲ bye bye